အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့အခုစီဆိုင်နေမှာပေါ့နော်ပေါ်တော်တော်စီဆိုင်နေမှာပေါ့ဘန်ကောက်မှာကျွန်တော်တို့ဒီကားဘိန်းတွေဆိုင်ကယ်ဘိန်းတွေလေထိုးတဲ့ဒီလေဘုံလေးတွေရှိတယ်ပေါ့နော်အဲ့ဒီမှာဘယ်လိုလေထိုးရလဲဆိုတော့ကျွန်တော်ပြပေးမယ်နော်အခုဆိုရင်ဒါကျွန်တော်တို့ဒီကားကြီးပေါ့နော်ကားကြီးထိုးမယ်ကျွန်တော်တို့ဂျမ်ဘိုပေါ့နော်ကျွန်တော်ကားတော့ weight တင်တယ်ဆိုတော့စေဘိန်းကိုကျွန်တော်85ထိုးပါတယ်စေဘိန်းနောက်ဘိန်းတော့80ထိုးပါတယ်ကိုဆိုရင်ဒါစေဘိန်းထိုးမှုပေါ့နော်85ကျွန်တော်နှိပ်လိုက်ပါပြီနှိပ်ပြီးဒါစေဘိန်းကိုထိုးပါတယ်ဒီမှာကြည့်နော်85ပြည့်ဝိုင်းရင်သူအတန်လေးမြည်တယ်တီးဆိုအဲ့ဒါဆိုဖြုတ်လိုက်တော့ဒါနောက်ထပ်တစ်ဖက်ပြီးလို့ရှိရင်အနောက်ဘိန်းထိုးရင်တော့ကျွန်တော်တို့80ထိုးတယ်ပေါ့နော်အဓိကကတော့ကိုလေထိုးတော့မယ်ဆိုရင်ကိုလိုချင်တဲ့ဒီလေပေါင်ကိုဒီမှာသူဆက်ပုံးမှာအပေါင်းနှုတ်လေးတွေရှိတယ်အဲ့ဒီမှာနှိပ်ပြီးတော့ထိုးပေါ့နော်ဒါကားတိုင်းမဟုတ်ပေါ့နော်ကိုကားနဲ့ကိုလေပေါင်ချင်းမတူကြဘူးပေါ့နော်ကျွန်တော်တို့ကြတော့ပစ္စည်းတင်တဲ့ကားတွေဆိုတော့ဒီလေဟိုအနောက်ဘိန်း80စေဘိန်း85အဲ့လိုထိုးကြတာပေါ့အချို့ဒီအိမ်စီးကားလေးတွေကြတော့35 40လောက်ပဲထိုးနော်ကျွန်တော်တို့လိုလိုက်မထိုးနဲ့နော်အကောင်လုံးတာယာတွေပွင့်ထွက်ကုန်ဒီမှာကျွန်တော်တို့ဆိုင်ကယ်တွေပါတွေထိုးရင်တော့ဆိုင်ကယ်ဆိုရင်35လောက်ပဲထိုးပေါ့နော်ကိုလေထိုးတော့မှဆိုရင်ပုံးမှအရင်ကြည့်နော်နံပါတ်ဘယ်လောက်ဖြစ်နေလဲဆိုတော့နံပါတ်များနေပြန်ဆော့မယ်နံပါတ်နည်းနေရင်ပြန်ပေါင်းပြီးတော့ကိုထိုးမဲ့ဒီလေပေါင်အတိုင်းပြန်ပြီးတော့နှိပ်နော်တကယ်ချင်းတို့